ဒေါ်လာသုံးစွဲမှုရှော့ချဖို့အတွက်ရန်မောင်းတွေညီးတွားနေကြတဲ့73စီစုံမစနစ်နဲ့ QR စနစ်ကိုဆက်လက်ကျင့်သုံးတော့မယ်လို့စွမ်းအင်ဝန်ကြီးဌာနကအသိပေးလာပါတယ်။ဘာကြောင့်ဆက်ကျင့်သုံးရတာလဲဆိုတော့မြန်မာနိုင်ငံရဲ့တစ်နှစ်စာ73စီလိုအပ်ချက်ကဒေါ်လာ9ဘီလီယံကျော်ရှိနေလို့ပါ69%ကိုပြည်ပကနေဝယ်နေရတော့နိုင်ငံခြားငွေကြေးအတွက်ဝင်ဖို့ဖြစ်စေပါတယ်အခုလိုစနစ်တွေကြောင့်တစ်နှစ်ကိုဒေါ်လာသန်း2000လောက်တက်တာမယ်လို့ခန့်မှန်းထားပါတယ်ဒါပေမဲ့ပြည်သူတွေဘက်ကတော့စီကို QR နဲ့ခွဲတန်းချရောင်းတာကိုလက်ခံပေမဲ့လမ်းပေါ်ကိုစုံတမနီးရက်ခွဲပြီးထွက်ရတဲ့စနစ်ကိုတော့ပယ်ဖြတ်ပြီးဖို့တောင်းဆိုနေကြပါတယ်။အရေးပေါ်ကိစ္စကျန်းမာရေးနဲ့လူမှုရေးကိစ္စတွေမှာတွားလို့မရဘဲအဖမ်းခံတန်ရိုက်ခံရတာတွေကြောင့်ကြီးမားတဲ့အဟန့်အတားဖြစ်နေလို့ပါ။အဆိုးဆုံးကတော့မကြခင်ကျောင်းဖွင့်ရာသီနဲ့မိုးတွင်းကာလရောက်တော့မှာပါမိုးတဲကျောင်းကြိုပို့လို့ရမယ့်မိဘတွေအတွက်စုံမစနစ်ကြောင့်အပြင်ထွက်ခွင့်ကန့်သက်ခံရရင်ပိုပြီးဒုက္ခရောက်စေနိုင်တယ်လို့ထောက်ပြနေကြပါတယ်ပရိသတ်ကြီးရောစီထဲတာကိုပဲ QR နဲ့ထိန်းချုပ်ပြီးကားအပြင်ထွက်ခွင့်စုံမစနစ်ကိုဖြေလျှော့ပေးသင့်ပြီလို့ထင်ပါသလား။သင်အမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦး။